ဒီတချင်းလေးကနီနီငယ်စဉ်ဘဝတွေကကြားနေရတဲ့နာမည်ကြီးတချင်းလေးဖြစ်ပါတယ်။ပြီးတော့မြန်မာလိုပြန်လည်တည်ဆိုထားတာလည်းရှိပါတယ်။အဲ့ထဲမှာနီနီတော့အခုဂျပန်လိုလဲနားဆွဲပြီးသားလည်းဖြစ်တဲ့တချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။နီနီကတော့ဂျပန်စာကြောင်း3-5ကျောင်းတော့နီနီဆိုမှာပါ။ဆိုတော့နီနီလည်းဂျပန်လိုလေ့ကျင့်နေပါတယ်။ဒီမှာရှိတဲ့ဒါဂျပန်ကပုံကိုများကလည်းနီနီကိုဝိုင်းဝန်းပြီးတော့အတန်ထွက်တွေမှန်အောင်လို့လေ့ကျင့်ပေးနေပါတယ်။ Okay, လာမယ့် February 28 ရက်နေ့ဂျပန်မြန်မာပွဲတော်ကိုဂျပန်နိုင်ငံကနာမည်ကြီးအမှုပညာရှင်တွေရဲ့ဖျော်ဖြေတင်ဆက်မှုတွေနဲ့အတူတူဒီနေ့လဲအာဘာဒရတခြင်းတွေအများကြီးဖျော်ဖြေတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီတို့ TV ကလည်း direct ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။ရွှေတို့တင်မှာကိုရိုင်းကိုကြလာရောက်ပြီးလဲအားပေးလို့ရမှာဖြစ်ပါတယ်။လာမယ့် February 28 ရက်နေ့မှာနီနီနဲ့အတူတူဂျပန်ကလာရောက်ပြီးတော့ဖျော်ဖြေကြောင်းနဲ့အမှုပညာရှင်တွေကိုနီနီတို့ရဲ့မြန်မာလူမျိုးတွေရဲ့ချိုးသားတဲ့အပြုံးတွေအားလုံးနဲ့နှုတ်ဆက်ပြီးတော့အများကြီးပရိသတ်တွေအများကြီးလာရောက်အားပေးဖို့အတွက်နီနီကဖိတ်ခေါ်ချင်ပါတယ်။မြင်ကြည့်ပါချေဆုံးကိုမြင်ကြည့်ပါအခုရနေတဲ့နေရာဒါမင်းတို့ရဲ့လာစာဟိုမာကမဘီရဲ့ဆိုင်ချီပါအဲ့ဒါကမင်းရှောင်းရမယ်အနာကပါはじめまして平原彩香と申します。すっごい綺麗な歌声で本当になんかこれから一緒に歌えることが本当に私にとっても一生の思い出になると思います。どうか、お会いした時はいっぱいいっぱいいろんなお話そして歌を歌いたいと思っております。ということでどうぞよろしくお願いします。ကျမအနေနဲ့ခေစောပါအခုလိုမျိုးမြန်မာစာသားတခြင်းနဲ့အကောင်းဆုံးလိုက်ဖိတ်နေအောင်ဒီဆိုသွားတာကိုအရန်ကိုဝမ်းသာပါတယ်အရန်ကိုလည်းဂုဏ်ယူပါတယ်မြန်မာစာကခက်ပေမဲ့မစ်စီဒါဟာရာကအကောင်းဆုံးဒီဆိုထားတာမြင်ရတော့အရန်ကိုဝမ်းသာပါတယ်နီနီနဲ့အတူတူလာမယ့် February 28 ရက်နေ့မှာနှစ်ယောက်ပျော်ပျော်ပါးပါးချင်းနေဆိုရအောင်နီလည်းအခုဂျပန်လိုမျိုးလေ့ကျင့်နေပါပြီဒီတချင်းလေးကနီတို့မြန်မာနိုင်ငံမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းကအရန်ကိုနာမည်ကြီးရဲ့ချင်းလေးပါအဲ့တော့နားထဲမှာအမြဲတမ်းနီနီကြားဘူးနေကြချင်းလေးဖြစ်တဲ့အတွက်ဒီချင်းကိုအရန်လဲကြိုက်နှစ်သက်ပါတယ်အရန်လဲတူတီဆိုချင်ပါတယ်ဒီတို့နှစ်ယောက်28ရက်နေ့မှာအကောင်းဆုံးဖျော်ဖြေကြပါမယ်မြန်မာနိုင်ငံကအလှပတွေမြန်မာလူမျိုးတွေရဲ့ချစ်ဆက်ကောင်းတဲ့လေးတွေကိုလည်းလာရောက်ပြီးကြည့်ရှုဖို့အတွက်မစ်စီယာဟာရာကိုဖိတ်ခေါ်ပါတယ်ဒီစအများကြီးကျမရဲ့ see you soon